ရုပ်ရှင်ချစ်ပရိသတ်များအားလုံးနေကောင်းကျန်းမာကြပါလားခင်ဗျာရုပ်ရှင်တွေဟာကျွန်တော်တို့ဘဝတွေရဲ့တစ်စိတ်တစ်ပိုင်းလို့ပြောလို့ရပါတယ်အဲ့ဒီအပြင်ရုပ်ရှင်ထုတ်လုပ်ရေးတွေဘက်ကလည်းသူတို့ရိုက်ကူးပေးထားတဲ့ရုပ်ရှင်တွေအားလုံးကိုစုပြီးစကြဝဠာကြီးတစ်ခုလိုဖန်တီးပေးထားပါတယ်အခုကျွန်တော်ပြောမယ် Elemental 2023က Disney Universe ထဲမှာရှိပါတယ်ကျွန်တော်ပြောပြမယ်ပရိသတ်အယူအဆတွေကကျွန်တော်တဦးတစ်ယောက်တည်းရဲ့အမြင်နဲ့စိတ်ကူးသက်သက်သာဖြစ်လို့အမှန်ပါလို့အတိမယူစေချင်ပါဘူးခင်ဗျာInside Out, Frozen 2 နဲ့ Elemental Animation 3ရဲ့ချိတ်ဆက်မှုကိုပြောပြပေးမှာပါ။ Elemental ကိုဗဟိုပြုပြီးပြောမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုရဲ့အဓိကအကြောင်းအရာက Elemental ပဲဖြစ်ပါတယ်။ဒီဇာတ်ကား3ကားက Disney Main Universe ထဲကဆိုပေမဲ့ Frozen 2ကလွယ်လို့ကျန်တဲ့2ကားက Disney ရဲ့အခွဲအချိန်စီးကြောင်း Pixar ကဖြစ်ပါတယ်။စကားပြင်ခန္ဓာများသွားပြီဆိုတော့ဆိုလိုရင်းစီကိုသွားရအောင်ပါကျွန်တော်တို့နေတဲ့ကဘာမြေကြီးကိုပထဝီတေဇောအာဘောဝါယောဆိုပြီးတော့ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်လည်းအဲ့ဒီဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာမလို့ဓာတ်အားလုံးမျှတမှခန္ဓာကကျန်းမာပါတယ် Element City မှာလည်းအဆိုပါဓာတ်ကြီးလေးပါးမျှတစွာတိဆောက်ထားပါတယ် Frozen 2ထဲမှာလည်းဓာတ်ကြီးလေးပါးကိုဖော်ပြထားပါတယ်တခုရှိတာက Frozen 2ထဲကဓာတ်ကြီးလေးပါးက element မဟုတ်ပဲ spirit တွေပဲဖြစ်ပါတယ်အလွယ်ပြောရရင် Frozen 2ထဲက spirit တွေကကျွန်တော်တို့ရဲ့ဘိုးဘွေးဝိညာဉ်နတ်ဖျားတွေဖြစ်ပြီး Elemental ထဲက element တွေကကျွန်တော်တို့လိုလူသားတွေပဲဖြစ်ပါတယ် Elemental ထဲကမြေဓာတ်ကိုအရင်ဦးဆုံးပြောရရင်ကျွန်တော်တို့ကိုထမ်းပိုးထားတဲ့မြေကြီးဟာတည်ငြိမ်တယ်တီးခံတတ်တယ်လှုပ်ရှားလာပြီးပောက်ကွဲလာပြီးဆိုရင်လည်းထိန်းချုပ်လို့မရတော့ပါဘူးဒါကို Elemental ထဲမှာ Cloud နဲ့ Fan တို့ကိုတွေ့ရပြီး Frozen 2ထဲမှာတော့မြေဘလူးကြီးတွေကိုတွေ့ရမှာဖြစ်ပါတယ်လေကလည်းထိုးနှီးတူသွားပဲလေပြေလေညှင်းရှိသလိုမုန်တိုင်းတွေလည်းရှိပါတယ်2019ကထွက်ရှိခဲ့တဲ့ Frozen 2ရုပ်ရှင်မှာနှင်းလူရုပ်လေး Olaf ကလေဝိညာဉ်နဲ့တွေ့ဆုံတဲ့အခန်းပါဝင်ခဲ့ပါတယ်အဲ့ဒီမှာ Olaf ကလေဝိညာဉ်ကို Gale လို့နာမည်ပေးခဲ့ပါတယ်2023ရုပ်ရှင် Elemental မှာလည်းလေဓာတ်နာမည်က Gale ဖြစ်လာပါတယ်တိုက်ဆိုင်သွားနဲ့ Mobile Legend ထဲမှာလည်း Veil လို့ခေါ်တဲ့လေတကိုးရှင်ဟီးရိုးရှိပါတယ်Disney ရုပ်ရှင်တွေဟာပြသတဲ့ရုပ်ရှင်တွေမှာနောက်လာမဲ့အသစ်ထွက်မဲ့ရုပ်ရှင်တွေအတွက်ဇာတ်ကောင်တွေကိုမတိမတာလေးပြတတ်တဲ့အတွက်ကြောင့်ရုပ်ရှင်အဟောင်းတွေကိုပြန်ကြည့်သင့်ပါတယ်လူသိများပြီးသားဇာတ်ကောင်တွေကိုတော့ဇာတ်ကားအသစ်မှာ Easter ဥအနေနဲ့ပြန်ထည့်ပါတယ်ရေဟာမြင့်ရမှနှိမ့်ရကိုစီးစင်းတဲ့အတွက်မိမိကိုယ်ကိုနှိမ်ချတယ်တည်ငြိမ်တယ်အေးမြတယ်စီးလုံးတယ်အဲ့ဒီလိုကောင်းတဲ့အရာတွေပြည့်နေတဲ့ရေကောင်လေး Wade ကကျွန်တော်ရဲ့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ပါတယ် Wade အပြင်သူ့ရဲ့မိသားစုကလည်းအကောင်းမြင်စိတ်ချိကြပြီးတော့စီးလုံးကြပါတယ်ထူးဆန်းတာကရေတွေကခဏခဏငိုတတ်ကြလို့စိတ်ခံစားလွယ်တယ်လို့ထင်ရပါတယ်ဒီအပိုင်းလေးကိုကြည့်ပြီးကျွန်တော်တော်တော်လေးစဉ်းစားလိုက်ရတယ်ခုနှစ်တက္ကရာအတိအကျနဲ့အချိန်အခါတွေကိုမှတ်မိနေကြတဲ့သူတို့ရဲ့မှတ်ဉာဏ်ကိုပါတကယ်တော့ရေမှာမှတ်ဉာဏ်ရှိတယ်ဆိုတာ Frozen 2ထဲကဘုရင်မကြီးရဲ့သားချော့တေးမှာပါဝင်ခဲ့တယ်လို့နှင်းဘုရင်မ Elsa ကလည်းအတိတ်ကမှတ်ဉာဏ်တွေကိုရေကတဆင့်ရယူခဲ့တာပဲဖြစ်ပါတယ် Inside Out ထဲက Sadness ဆိုတဲ့အပြာရောင်ကောင်မလေးဟာလည်း Wade လို့စိတ်ခံစားလွယ်ပြီးခဏခဏငိုတဲ့အပြင်မှတ်ဉာဏ်လည်းကောင်းပါတယ်ဒါကသူ့အလုပ်ဖြစ်နေတာကြောင့်ဖြစ်ပါလိမ့်မယ် Wade, Nog နဲ့ Sadness တို့ကအပြာရောင်ဖြစ်ကြပါတယ်အော်ဒါနဲ့စကားမဆက်ကျွန်တော်တို့တောက်တဲ့ရေဟာကလီယိုပါထရာချိုးထားတဲ့ရေကျွဲတကောင်ကိုတဲ့ဖြတ်တန်းမှုတဲ့ရေ Justin Bieber လက်ဆေးထားတဲ့ရေဆိုပြီးဖြစ်နိုင်တယ်ဆိုတာ Frozen 2ရော Elemental ထဲမှာပါပြထားပါတယ်ရေကိုစစ်ပြီးမှကြိုချက်ပြီးမှတောက်ဖို့အကြံပြုပါတယ်အခုနောက်ဆုံးပြပြပေးသွားမယ်မီးကောင်မလေးအမ်ဘော်ကထက်မြက်တယ်တွက်လက်တယ်မီးတဲ့သဘာဝအတိုင်းဒေါသကြီးတတ်ပါတယ် Frozen 2ထဲမှာမီးဝိညာဉ် Bruni ကိုတွေ့ရမှာဖြစ်ပြီး Inside Out ထဲမှာတော့လူပုစိတ်တို့ကိုတွေ့ရမှာပါအမ်ဘာကော Bruni ပါဒေါသကြီးတဲ့အခါခရမ်းရောင်မီးတောက်လောင်တာကိုတွေ့ရမှာပါလူပုစိတ်တို့လေးလည်းစိတ်တူတဲ့အခါခေါင်းမှာမီးတောက်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေတဲ့ fire sign တွေပါရင်ကိုယ့်ရဲ့ဒေါသစိတ်ကလေး360မိနစ်ကိုထိန်းကြပါလို့အကြံပြုချင်ပါတယ်
ကျွန်တော်ပြောတာလည်းအများကြီးရှိသွားပြီဆိုတော့ဒီဗီဒီယိုကိုဒီမှာပဲရပ်နာပြရသည်လိုအပ်တာတွေထပ်ဖြည့်ပြောရမယ့်အချက်တွေအများကြီးရှိနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့